မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်တို့ကားဝယ်သွားမဲ့မိတ်ဆွေတွေဗျာလက်ဖိတ်ဆိုင်ထိုင်ပြီးတော့စကားပြောတဲ့အခါညင်းခုန်နေကြတဲ့စကားတစ်ခုရှိရဗျအဲ့ဒါတော့ကျွန်တော်တို့မန်နူရယ်မှာရုံအားကောင်းတာကွာတောင်တက်လို့ရှင်မင်းအော်တိုကြီးကအော်ပဲအော်နေရဆိုတဲ့စကားဗျအဲ့တော့မန်နူရယ်ကပို့ပြီးရုံအားကောင်းတာလားအော်တိုကပို့ပြီးရုံအားကောင်းတာလားဆိုတော့ကျွန်တော်နဲ့အတူအသေးစိတ်လေးဆွေးနွေးကြအောင်ဗျတကယ်ရောအော်တိုကအဲ့လောက်ထိအောင်အသုံးမကျလားဒါမှမဟုတ်ကျွန်တော်တို့ကပဲအထင်လွဲနေရလားကျွန်တော်ရှင်းပြမယ်ပြီးသွားလို့ရှိရင်မိတ်ဆွေတို့စီးပွားရေးတွေအတွက်ဘယ်ကားပို့ပြီးတော့တင့်တော်လဲဆိုတော့ပါကျွန်တော်တွက်ပြပေးသွားမယ်ဗျပထမဦးဆုံးကျွန်တော်တို့ manual gear ကိုအရင်ကြည့်ကြအောင်ဘာဖြစ်လို့ကားစီယာတော်တော်များများဒီ manual ကိုပို့ပြီးတော့ကြိုက်ကြရလဲအဲ့ဒါလေးကိုကျွန်တော်အသေးစိတ်လေးဥပမာတစ်ခုနဲ့ရှင်းပြမယ် manual ဆိုတာဗျာကျွန်တော်တို့စက်ဘိန်းစီးတာနဲ့အတူတူပဲဗျခမရှလောက်နဲ့နင်းလိုက်တဲ့နောက်ဘိန်းစီကိုရှက်ချင်းရောက်တယ်ဗျကြားထဲမှာဘာကြားခံမှသိမရှိဘူးအဲ့တော့100ဘိုးနင်းလို့ရှိရင်100ဘိုးရောက်တယ်ဗျအဲ့တော့မိတ်ဆွေကတောင်တက်တော်မယ်ဆိုလို့ရှိရင်ငါဒီတောင်ကိုဒီအောင်1နဲ့ပဲတက်မယ်ဆိုလို့ရှိရင်ကားအင်ဂျင်ကဘလောက်ပဲအော်နေပါသေးဗျဒီ1ကနေဘယ်တော့မှပြောင်းမသွားအဲ့ဒါကြောင့်လဲကားစီကတော်တော်များများကြိုက်ကြဗျဘာဖြစ်လို့လဲဆိုတော့ဒါကိုယ်တိုင်ထိန်းချုပ်မှုအပြည့်အဝရတယ်ငါမောင်းသလိုဖြစ်ရမယ်စိတ်သွားတိုင်းကိုပိုင်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာနင်းတဲ့အတိုင်းတက်တယ်ဒါဆိုလို့ချင်းဘာဖြစ်လို့အော်တိုကားတွေကရုံးအားမရှိဘူးဆိုပြီးနာမည်ထွက်နေရတယ်ဒါပေမဲ့ဒီနေရာမှာအော်တိုဆိုတာ2မျိုးရှိရဗျပထမတစ်မျိုးကကျွန်တော်အရင်တုန်းကထွက်ခဲ့တဲ့ကားတွေဗျအော်တိုကားတွေဒီ truck ကားတွေပေါ့ဒီကောင်ကပြဿနာကောင်းပဲဗျဒီကောင်ရဲ့လှုပ်ပုံကဒီလိုဗျကျွန်တော်ဇပွဲပေါ်မှာဗျပန်ကာနှစ်ခုကိုဒီမျက်နှာချင်းဆိုင်ထားကြည့်လိုက်ပန်ကာ A နဲ့ပန်ကာ B ပေါ့ဗျပန်ကာ A ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ပန်ကာ B ကပန်ကာ A ရဲ့လေတိုးအားကြောင့်ဗျပန်ကာ B ကလိုက်လဲနေမှာမဟုတ်ဘူးလားဒါပေမဲ့ပန်ကာ A ကလဲသလောက်ဗျပန်ကာ B မှာလိုက်မလဲနိုင်ဘူးဗျဒါကတော့လူတိုင်းသိရဗျအဲ့တော့ပန်ကာ A ကထွက်လာတဲ့လေတွေအကုန်လုံးဗျပန်ကာ B တဲ့ကိုမရောက်ခင်ကြားထဲမှာကျွန်တော်တို့လွင့်သွားတာရှိတယ်ဗျဒါဝိတ်ဖြစ်သွားတဲ့လေတွေပေါ့ဗျာအပြင်ကိုထွက်ကုန်တာအော်တိုကားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဂျားထဲမှာရှိတဲ့လေကကျွန်တော်တို့စီပေါ့ဗျာစီလို့သဘောထားလိုက်အဲ့တော့ကျွန်တော်တောင်တက်တဲ့အခါကျလို့ရှိရင်ဂျားထဲကစီကပူးလာတဲ့အခါရုံအားတိတ်မပို့နိုင်တော့ဘူးဗျဒါကို slip ဖြစ်တယ်လို့ခေါ်တယ်ဗျအဲ့ဒါကြောင့်ကားစီကတော်တော်များများအော်တိုကအော်ပဲအော်နေရကွာတိတ်မယုံပါဘူးလို့ပြောကြရဗျဒါပေမဲ့အဲ့ဒါတော့ဟိုးအရင်ခစ်ကကားတွေအတွက်ဆိုရင်တော့မှန်လိုက်မယ်ဗျဒါပေမဲ့ကျွန်တော်ဒီခစ်အော်တိုကားတွေအကြောင်းလည်းနည်းနည်းနောက်ပိုင်းကျရင်ထပ်ပြီးတော့ပြောပြပေးမယ်လောလောဆယ်ကျွန်တော်တို့အော်တိုရဲ့အလုပ်လုပ်ပုံကျွန်တော်နည်းနည်းလေးပြောကြည့်မယ်ကဲအဲ့တော့အော်တိုအဟောင်းနေရကျွန်တော်တို့စီနဲ့လဲတယ်ပန်ကာနှလုံးခံထားသလိုပဲဆိုတော့ဟုတ်ပါပြီဗျဒါဆိုလို့ချင်းကျွန်တော်ဂီယာ1 2 3ကို तू ကဘလို့ရှိန်တာလဲကျွန်တော်ရိုးရိုး manual လို့ကျွန်တော်ဂီယာသွားတွေကရှစ်တိုးနောက်ဆုတ်လောက်တာမဟုတ်ဘူးဗျဒီနေရာမှာ auto gear ကစကားစပြောအဲ့ဒါကိုကျွန်တော်တို့ planetary gear လို့ခေါ်တယ်ဗျနာမည်လေးကနည်းနည်းတော့စမ်းတယ်နော်ရိုးရိုးချင်းချင်းပြောရလို့ရှင်ကျွန်တော်တို့နေအဖွဲ့အစည်း solar system ကိုမြင်အောင်ကြည့်အလဲမှာနေရှိတယ်ဗျဘေးမှာကျွန်တော်တို့ကဘာဂျိုးတို့ဒီနေကိုပတ်နေတဲ့ဂျိုးတွေအများကြီးရှိတာပေါ့ဗျအဲ့ဒါတွေအကုန်လုံးအပြင်ကနေ white ပြီးတော့အုပ်ထားတယ်ကျွန်တော်တို့ gear ring အကြီးရှိတယ်ဗျ manual gear မှာဆိုလို့ရှိရင် gear နံပါတ်1ဆိုလို့ရှိရင်ဗျာ gear ဗျာအကြီးပေါ့ဗျာနံပါတ်5ဆိုလို့ရှိရင် gear ဗျာအသေးပေါ့အော်တိုမှာကျတော့ဒီကျွန်တော်တို့စောစောဥပမာပြောခဲ့တယ်လို့ကျွန်တော်နေတို့ဂျိုးတို့ဒီဂီယာဂွင်းကြီးနဲ့ပဲလှည့်ပြီးတော့ကစားသွားတာဗျပြင်ကဂီယာကြီးကိုဖမ်းထားမယ်ဗျရက်ထားအလဲကအသွားတွေကိုလှည့်ကြည့်မယ်ဆိုလို့ရှိရင်ဒါဂီယာတစ်မျိုးလေတယ်ဗျအဲ့ဒါနဲ့ဆန့်ကျင်ပဲကျွန်တော်တို့အလဲကဂီယာအသွားကိုရက်ထားမယ်ဗျအပြင်ကဂီယာဂွင်းကြီးကိုလှည့်မယ်ဆိုလို့ရှိရင်နောက်တစ်မျိုးလေတယ်ဗျအဲ့တော့ကျွန်တော်တို့အော်တိုကဂီယာအများကြီးမလိုဗျဒီတတွဲနဲ့ပဲအနည်းအမြန်ကိုလှုပ်ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်တို့ workshop ဆရာတွေ auto gear ဘောက်ကိုဖြုတ်မယ်ဆိုလို့ရှိရင်ကြစ်ကြစ်လေးလေးနဲ့အရန်လေးပြီးတော့အထဲမှာရှုပ်နေရအဲ့တော့မိတ်ဆွေတို့ကစဉ်းစားစရာရှိလာပြီဗျတွင်းထဲက gear ပြားလေးကိုလည်းဖမ်းနေဗျာအပြင်က gear အဝိုင်းအကြီးကိုလည်းဖမ်းနေတော့ဘယ်သူကလာဖမ်းတာလူကိုယ်တိုင်ဖမ်းတာမှမဟုတ်တာဗျာအဲ့ဒီနေရာမှာဒီ club pass ဆိုတဲ့ဒီကလပ်ပြားသေးသေးလေးတွေကနေပြီးတော့အလုပ်လုပ်တာ manual မှာကလပ်ပြားတစ်ချက်ပါတယ်ဆိုလို့ရှိရင်ဒီ auto မှာကလပ်ပြားသေးသေးလေးအထက်လိုက်လေးစီတာအများကြီးပါတယ်ဗျာအဲ့တော့ကျွန်တော်စီပန့်နေပြီးတော့ CPR ကိုလွှတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကလပ်ပြားလေးကညက်ခနဲ့ညက်သွားပြီးတော့ဗျာဂီယာကိုဖမ်းလိုက်တာ CPR ရှော့လို့ရှိရင်ပြန်လွှတ်ပေးတယ်ဒီတော့ပြဿနာဘာလဲဆိုတော့ဒီကလပ်ပြားလေးကကျွန်တော်စီထဲမှာစိန်ထားရတာဗျာတကယ်တောင်တက်လို့ယုံတော့မယ်ဟဲ့ဆိုလို့ရှိရင်စီကအရန်ပူလာတယ်အဲ့တော့စီပူလာရင်ဘာဖြစ်လဲစီကကျဲသွားမယ်ဗျာရေလိုဖြစ်သွားမယ်စီကျဲသွားလို့ရှိရင်ကလပ်ပြားတွေကိုဖိထားတယ် pressure တိတ်မကောင်းတော့ဘူးအဲ့ဒီကကျတော့ကလပ်ပြားတွေကတေချာမညှက်နိုင်တော့ဘူးဗျာအဲ့မှာ slip တွေဖြစ်ကုန်တော့ဒါကြောင့်ကားစီယာကြီးတွေတော်တော်များများပြောကြတယ်အော်တိုကမင်းတို့အော်ပဲအော်နေရကွာကားမသွားဘူးဆိုပြီးတော့ဖြစ်လာဒီနေရာမှာမိတ်ဆွေတို့ကမေးခွန်းထုတ်ရင်ထုတ်လာလိမ့်မယ်ဗျနေပေါင်းကိုရဲလေးမောင်ရဲ့ခမများပြောသလိုအော်တိုကတောင်တက်ညံ့နေဆိုကျုပ်ကားအော်တိုနဲ့ပဲတောင်ကြီးလမ်းအောင်တက်နေတာနှစ်ပေါင်နေဗျာဘာမှ
လည်းမဖြစ်ပါဘူးကောင်းနေတော့မှလားလို့မေးလို့ရှိရင်တော့မှန်ပါတယ်ဗျအကိုတို့ပြောရလဲမမှားဘူးဗျကျွန်တော်နားလည်သလောက်ပြောရလို့ရှိရင်အော်တိုနဲ့တောင်တက်လို့ရတယ်ဗျဒါပေမဲ့အချင်းနေချင်းတော့မတူဘူးပေါ့ဗျာဝင်ဘလောက်တင်လဲတချို့အော်တိုသမားတွေအဆင်ပြေနေတာတိတ်ပြီးမလေးတဲ့ပစ္စည်းတင်လို့ဖြစ်နိုင်တယ်ဗျဥမာဒီဆောင်တို့မုံဖာတို့လိုတင်လို့ရှိရင်တော့အော်တိုကတောင်တက်မှာကောင်းကောင်းယုံနိုင်တယ်ဗျဒါပေမဲ့ကျွန်တော်တို့ဘီလက်မြေတို့ဒီဆန်အိတ်တို့တင်မယ်ဆိုလို့ရှိရင်တော့အရင်ထွက်ခဲ့တဲ့အော်တိုအဟောင်းတွေကခင်ဗျအင်ဂျင်တိုင်းပဲပိုကျလာလိမ့်မယ်ဗျတိတ်ပြီးတော့ယုံအားတော့ကောင်းမယ်မထင်ဘူးအဲ့တော့မိတ်ဆွေတို့ကားမှာဗျအော်တိုအိုက်ကိုလာတွေတီးတန့်တက်ထားလား CO ပုံမှန်လဲဖြစ်တဲ့လူလားအဲ့တော့ကားကိုဂီးဆိုင်တဲ့လူတွေကြတော့ CO မပူအောင်ထိန်းပြီးတော့မောင်းတတ်တယ်ဗျ C မပူသူတွေကတော့အော်တိုကယုံနေဗျ C ပူမှပြဿနာတက်လာတာကိုအဲ့တော့မင်းအော်တိုရဲ့ရေရှည်ကြတော့ရောဆိုလို့ရှိရင်အော်တိုတွေကလောလောဆယ်ဒီအချိန်တိုအတွင်းမှာဗျကာလတိုအတွင်းမှာတော့တက်နိုင်တယ်တောင်းနေပါလေထက်နိုင်သေးရဲ့ဆိုပေမဲ့သူနည်းနည်းလေးကြာလာလို့ရှင်တော့ဒီကလပ်ပြားလေးနည်းနည်းစားပြီးတော့ဒီပါလာတာဖြစ်တတ်တယ်ဗျမန်နူရယ်ကကျွန်တော်တို့ကလပ်ကုံလို့ရှင်ဒိုင်းကနေရက်သွားတယ်ဆိုပေမဲ့ဗျာကျွန်တော်အော်တိုကျတော့ပျော့ပျော့လေးနဲ့ဆွဲနေရတော့တိတ်တတိမထားမိတတ်ဘူးဗျအဲ့ဒီပြဿနာလေးရှိတယ်ဒါကြောင့်ကျွန်တော်ကအော်တိုကတောင်တက်လို့မရဘူးလို့တော့တိတ်ပိတ်ပြီးတော့မငြင်းဘူးဗျတက်လို့ရပါတယ်ဒါပေမဲ့မန်နူရယ်လောက်စိတ်ချလားမန်နူရယ်လောက်ဝင်အကြီးသားကြီးတင်ပြီးတော့တောင်တက်မှာကျန်းရနိုင်လားဆိုလို့ရှင်တော့ဖြစ်နိုင်ကြီးနည်းတယ်ဗျဒါပေမဲ့မိတ်ဆွေတို့အခုခေတ်ဒီ2020ကျော်မှဒီထွက်လာတဲ့ Scania တို့ Volvo တို့ Fuso တို့မှာပါတဲ့ auto gear ကြတော့စောစောလို့ပန်ကာပုံစံမဟုတ်တော့သူ့ကိုကြတော့ဒီ AMT လို့ခေါ်တဲ့ဒီ automatic manual transmission လို့ခေါ်တယ်နာမည်ကိုတခြားလေးနားထောင်ကြည့်ဗျအဲ့ဒီမှာ manual ဆိုတာပါသေးရဲ့ဗျဆိုလိုတာအတွင်းမှာကျွန်တော်တို့အရင်သုံးနေကြ gear တိုင်းပဲဗျကလပ်ပြားတွေပါသေးရဲ့ gear သွားတွေလည်းပါသေးတယ်ကွာသွားတာတခုလေ gear တန်းကိုကင်ပြီးတော့ထိုးရမယ်မိတ်ဆွေရဲ့လက်နဲ့ကလပ်နင်းရမယ်မိတ်ဆွေရဲ့ရှေ့တော့နေရာမှာကွန်ပျူတာကနေပြီးတော့ဝင်ထိုင်လိုက်တာဗျအဲ့တော့ဒီကွန်ပျူတာကြီးကလူထက်ကိုပို့ပြီးတော့တော်တယ်ဗျမိတ်ဆွေကတောင်တက်မယ်ဆိုလို့ရှိရင်ဒီကားရဲ့အလေးချိန်ကို तू ကသိတယ်လမ်းဘယ်လောက်ထိမတ်လဲဆိုတာ तू သိရဗျ0.1 second အတွင်းမှာတင်ကလပ်နင်းဂီယာချင်းကလပ်ပြန်လှုပ်အကုန်လုံးလှုပ်ပလိုက်အဲ့တော့မန်နူရယ်မောင်းတဲ့ကားဆရာတယောက်ကတောင်တက်လို့ရှိရင်ဂီယာချင်းမှုဝူဝေါနဲ့မောင်းနေတဲ့အချိန်မှာဒီ AMT ကဂီယာချင်းပြီးလို့တောင်ပေါ်တောင်ရောက်နေဒါကြောင့်ဒီခေတ်မှာဗျာအော်တိုကမန်နူရယ်ထက်ပို့ပြီးတော့ရုံးအားပိုကောင်းတယ်ဆိုတဲ့စကားမှန်လာပြီဗျအဲ့တော့ထားပါဗျာကျွန်တော်တို့နောက်ပိုင်းထွက်တရတော့ဒီအော်တိုကဒီမန်နူရယ်ကိုနီးပညာရတော့မန်နူရယ်ကိုနိုင်သွားပြီထားပါဗျာအဲ့မဲ့ကျွန်တော်တို့ကမြန်မာပြည်မှာနေနေရတယ်ဗျာစီးပွားရေးမျက်လုံးနဲ့ပြန်ကြည့်ရဒီနေရာမှာကျွန်တော်တို့မန်နူရယ်ဆရာကြီးပြန်ဖြစ်သွားပြီမန်နူရယ်ဂီယာဘောက်ပြက်လို့ရှင်ဘာလုပ်မလဲဝါချောဆရာဂီယာဘောက်ဖြုတ်မယ်ဆေးမယ်ပြီးရင်ဂီယာဝိုင်းနဲ့လဲမယ်ဗျာပြီးပြီဒီလောက်ပဲဒီ AMT ကပြက်လို့ရှင်ရောအခုနကျွန်တော်ပြောခဲ့တဲ့ဒီကွန်ပျူတာဘောက်တွေကနေပြက်တာဗျအဲ့တော့အဲ့ဒီဂီယာဘောက်ကပြင်လို့မရဘူးပြက်လို့ရှင်အကုန်လုံးအုံလိုက်လဲရတာဗျာဈေးရလဲသိရင်10ခန်းနဲ့ရှိပြီးတော့ဈေးကြီးတယ်နောက်ပြီးပြန်ရောင်းလို့ရှင်လဲကျွန်တော်တို့မြန်မာပြည်ရဲ့ဈေးကွက်မှာဗျာအော်တိုဆိုလို့ရှင်နည်းနည်းနှာခေါင်းရှုံနေဗျာအော်တိုဆိုလို့ရှင်ဟာကားကြီးလိုက်ရင်တော့အပြင်ပန်းတော့အချောအမွတ်ထုတ်ပေါ်ဗျာဒါပေမဲ့ဒီအတွင်းပန်းဝင်ထိုင်လိုက်တဲ့ခါကျတော့ဟာမင်းကအော်တိုကြီးကွာဆိုပြီးတော့ပွဲပြတ်သွားရည်လေအများကြီးရှိရဗျအဲ့တော့ချင်းချင်းလေးပဲဗျဥမာ3000ပေးရတဲ့ဒီအော်တိုကားကြီးကိုပြန်ရောင်းလို့ရှိရင်မန်နူရယ်လောက်တော့မမြတ်နိုင်ဘူးအဲ့တော့လောလောဆယ်ကျွန်တော်မြန်မာပြည်မှာတော့မန်နူရယ်ကရွှေပဲနောက်တစ်ခုအားသာချက်ကကျွန်တော်တို့မြန်မာပြည်မှာဒီမန်နူရယ်မောင်းတတ်တဲ့ဆရာတွေကပေါ်တယ်ဗျအရန်လဲများတယ်ဒီ AMT အော်တိုကားတွေရဲ့ error code တွေကိုဖြည့်ရှင်းနိုင်တဲ့ဆရာကြီးကျတော့နဲတယ်ကားပြတ်ရင်ခေါင်းကိုက်ရမယ်အဲ့တော့ကျွန်တော်တို့ကားဆရာတွေကဘယ်ကားကိုရွေးကြမလို့မန်နူရယ်ကိုရွေးမလားကျွန်တော်အော်တိုကားတွေကိုပဲရွေးမလားကျွန်တော်နည်းနည်းပြောပြမယ်မိတ်ဆွေက10နှစ်15နှစ်လောက်ရှိတဲ့ဒီဂျပန်ကားဥပမာပေါ့နေဆန်းကိုဝယ်မယ်ဆိုလို့ရှိရင်မန်နူရယ်ကိုပဲရွေးဗျသူတို့ခေတ်တုန်းကထွက်လာတဲ့အော်တိုတွေကနည်းနည်းညံ့နေဗျစောစောကျွန်တော်ပန်ကာနှစ်ခုရှင်းပြသလိုပေါ့အဲ့လိုပုံစံမျိုးနဲ့အလုပ်လုပ်တာပြင်ရင်လည်းပြင်ရခက်တယ်ပေါ့ဗျာဒါပေမဲ့မိတ်ဆွေကငွေအရန်လိုက်နိုင်လို့ brand new တွေကိုစီးမယ်ဒီဥရောပကားတွေကိုစီးမယ်ဆိုလို့ရှိရင်တော့စောစောကျွန်တော်ပြောခဲ့တဲ့ AMT automatic manual transmission ပါတဲ့ကားကိုရွေးဗျာအဲ့ဒါလူထက်ပိုပြီးတော့တိကျတယ်စီစားလဲတက်တာလိမ့်မယ်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားလမ်းအရှင်တွေ workshop အရှင်တွေကိုရှုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ manual တွေကတော့လက်ရှိအချိန်ထိဘယင်ဖြစ်နေဦးမှာဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်လုပ်ငန်းရှင်တွေစီးပွားရေးသမားတွေအတွက်ဒီတောင်တက်လို့ရှိရင်ရုံးအားထက်အရေးကြီးတာကားမပြတ်ဖို့နဲ့တကယ်လို့ပြတ်သွားရင်တော့ပြင်ရတာလွယ်ဖို့ပဲမဟုတ်ဘူးလားအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေရောရှင်းတော့အညောင်းခံပြီးတော့ manual ပဲမောင်းမလားအော်တိုကားနဲ့ဇိမ်ခံမလားကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြအောင်ဗျ